အားလုံးပဲမင်္ဂလာပါထွေးခွင့်မြန်နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့ကတော့8ရက်3လ2025ပေါ့နော်အဲ့တော့8ရက်3လ2025ရဲ့ကျွန်တော်ဒီမှာ future trade chain တွေလေးတွေဘယ်လိုတွေဆက်ပြီးတော့ဖြစ်နေမလဲဆိုတာကိုဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်တော့နော် Okay အဲ့တော့ကျွန်တော်တို့ future trade လေးကျွန်တော် trade chain တွေလေးမကြည့်ခင်မှာလက်ရှိကျွန်တော် Bitcoin ပေါက်သေးတာတော့86,996ပေါ့နော်အဲ့တော့မနေ့ကကတော့ဒါ non van data ထွက်ပြီးမှာတော့9,100လောက်ထိကိုဈေးကအတက်ပြခဲ့တယ်ပေါ့နော်9,100ကနေပြီးတော့ rejection ကောင်းနဲ့ကျွန်တော်တို့ဈေးကပြန်ကျလာတဲ့ data ကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ rejection လည်းကောင်းတယ်ကျွန်တော် candle confirmation အားဖြင့်ဆိုရင်လည်းတော့နည်းနည်းတော့ bearish အားတာနေတဲ့အနေအထားကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါတော့84 chat မှာကြည့်ခြင်းအားဖြင့်ပေါ့နော်ဒါပေမဲ့လည်းဒီကနေ့ကတော့ဒါ weekend ဖြစ်တဲ့အတွက်ကျွန်တော်ဈေးကတော့ဒီ9,000နဲ့နော်အဲ့တော့9,000နဲ့ဒီမှာ8,000 6,000ကြားမှာပဲနည်းနည်းအနည်းငယ် range တွားမယ်လို့တော့ကျွန်တော်မြင်နေဗျနော်အဲ့တော့ဒါတော့ Bitcoin ရဲ့လက်ရှိအနေအထားလေးပေါ့နော်အဲ့တော့ဆိုတော့ okay အဲ့တော့မနေ့တုန်းကကျွန်တော်ဒီအိမ်ဖြူတော်မှာကျွန်တော်ဘာတွေပြောသွားလဲပေါ့နော်အဓိကတော့အိမ်ဖြူတော်မှာတော့အကြမ်းမြင်အားဖြင့်ပြောမယ်ဆိုတော့ကျွန်တော်ဒီ Bitcoin အပေါ်မှာချမှတ်ပုံပေါ်ချမှတ်မဲ့စီကံစီမင်းတွေပေါ့နော်စီကံစီမင်းတွေကိုသူတို့အများဆုံးဆောင်ရွက်မယ်ပြီးတိုင်းဒီ stable coin တွေအပေါ်မှာပေါ့နော်ဒါတွေရှိမယ်ပြီးသွားပြီဆိုရင်ဘာရှိလဲလို့ပြောမယ်ဆိုရင်အရင်တော့ကဒီ Bitcoin အပေါ်မှာပေါ့နော် Bitcoin မဟုတ်ဘူးပေါ့နော် cryptocurrency တခုလုံးအပေါ်မှာကျွန်တော်တို့ဒီတော်တော်လေးကိုပြင်းထန်တဲ့ထိန်းချုပ်မှုတွေရှိခဲ့တယ်ပေါ့နော်ဒါတွေကိုလည်းသူတို့ပြန်ပြီးတော့ short ပေါ့ပြီးမယ်ပေါ့နော် short ပေါ့ပြီးမယ်ဒါပြင်ကျွန်တော်ဒီ stable coin နဲ့ပတ်သက်တဲ့ဥပဒေစီမံကိန်းတွေကိုပေါ့နော်ဥပဒေတွေကိုလည်းသူတို့အများဆုံးဆောင်ရွက်မယ်ဆိုတာတွေအာမခံခဲ့တယ်ပေါ့နော်ဒါတွေရှိတယ်အဓိကတော့ပြီးသွားပြီဆိုရင်ဒီကကျွန်တော်တို့ဒီ crypto စီးပွားရေးနဲ့ပယ်တွေမှာရှိတဲ့ဒီဟာတွေကိုလည်းသူတို့ကဒီလုပ်ငန်းတွေတိုးတက်ဖို့အတွက်ကျွန်တော်ပံ့ပိုးပေးမယ်တွေပြီးသွားပြီဆိုရင်ဥပဒေတွေပေါ့နော်ဒီဥပဒေတွေကိုသူကတတိချလေးလုပ်မယ်ဆိုတာကိုဒါသူတို့အကြမ်းမြင်အားဖြင့်ပြောကြားခဲ့တာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ဆိုတော့ပြောကြားခဲ့တဲ့အပြီးမှာတော့ကျွန်တော်coin Bitcoin အပါဝင်ပေါ့နော်ကျွန်တော် crypto market တခုလုံးကတော့တိတိကျကျဈေးတက်လာခြင်းကတော့မရှိဘူးပေါ့နော်ဒါပေမဲ့လည်းရေရှည်မှာဘယ်လိုပဲနေကျွန်တော်ဒီ Bitcoin အတွက်ကောကျွန်တော် cryptocurrency အတွက်ကောဒီဒါအကောင့်ဘက်မှာရှိနေတယ်ဆိုတာကိုကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်တည်ထားဖို့လိုတယ်ပေါ့နော်အဲ့တော့ဘာလို့လဲဆို data တစ်ခုကတော့Trump အနေနဲ့ကတော့ဒါသူပြောခဲ့တဲ့ကတိအတိုင်းသူဆက်လက်ပြီးတော့ဒါအကောင့်တွေပေါ်နေတာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဆိုတော့သူရမှဒီသမရတက်တန်၄နှစ်အတွင်းမှာပေါ့နော်အဲ့တော့ Bitcoin ကအမြင့်ဆုံးဘယ်လောက်ထိရောက်နိုင်မလဲဆိုတာကတော့ကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်ရအောင်ပါပေါ့နော်အဲ့တော့ရေရှည်မှာဝယ်စုကျင်တဲ့မိတ်ဆွေတွေအနေနဲ့ကတော့ဒါပြောမယ်ဆို Bitcoin ကိုကတော့spot မှာပေါ့နော်ကိုယ့်ကို DCA လုပ်ပြီးတော့ဒါဖြည်းဖြည်းချင်းဝယ်စုသွားလို့လည်းရတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဆိုတော့ခုနကတော့ဒါကျွန်တော်ရဲ့မှာဒီ Bitcoin analysis လေးလည်းကျွန်တော်ပြောပြပြီးသွားပြီဆိုတော့ကျွန်တော်မှာ trade chain လေးတွေကိုလိုက်ပြီးတော့ကြည့်လိုက်အောင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ရဲ့ဒီကနေ့ trade chain လေးကတော့ကျွန်တော် order နှစ်ကြောင်းထပ်ဝင်ထားတယ်ပေါ့နော်အဲ့တော့နှစ်ကြောင်း position နှစ်ကြောင်းရှိတယ်ဒါကတော့ကျွန်တော် ETH ရဲ့ Cardano ရဲ့ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ ETH Cardano မနေ့က position ကတော့ကျွန်တော်တော့အမြတ်နဲ့ပိတ်လိုက်ပြီဗျနော်အဲ့တော့ ETH က90ကျော်Cardano က$56အမြတ်နဲ့ပိတ်လိုက်တယ်ပေါ့နော်ဒါကတော့ဒီကနေ့မနက်ခင်ပိုင်းမှာထပ်ဝင်ထားတဲ့ order ပေါ့နော်အဲ့တော့ ADA ကတော့ကျွန်တော်တို့83မှာorder ပေးထားတာပေါ့နော်လောင်းမ order ပေးထားတယ်ဒါတော့ order ပွင့်ပြီးတော့ဒါလက်ရှိ profit ထွက်နေတယ်ပေါ့နော် ETH ကတော့2145မှာ entry ဝင်လိုက်တယ်ပေါ့နော်အဲ့တော့လက်ရှိကလည်း profit ထွက်နေတယ်ပေါ့နော်အဲ့တော့အခုလက်ရှိကတော့နှစ်ခုလုံးကတော့ဒါလက်ရှိ profit ထွက်နေတဲ့အနေအထားတစ်ခုကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဆိုတော့ကျွန်တော် order တွေမှာဘာတွေပေးထားလဲပေါ့နော် order တွေမှာကျွန်တော်ဘာတွေပေးထားလဲဆိုရင်ကျွန်တော် AAVE ကို$190မှာကျွန်တော်ဝယ်ဖို့ order ပေးထားတယ်$190ပေါ့နော်$190မှာအခုလာကတော့196ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော် Cardano ပဲ ADA ပဲ 0.8 မှာဝယ်ဖို့ order ပေးထားတယ်အဲ့တော့ Solana ကတော့122မှာဝယ်ဖို့ကျွန်တော် order ပေးထားတယ်ဗျ122เนาะဈေးတန်းကတော့နည်းနည်းတော့ဝေးတယ်ဆိုလာနာတော့ဒါပေမဲ့လည်းအောက်ဈေးမှာတော့ကျွန်တော် order ပေးထားတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်ပေးထားတဲ့ order လေးတွေပဲဖြစ်တယ်အဲ့တော့ဒါကတော့ position လေးပေါ့နော်လက်ရှိ run နေတဲ့ position လေးတွေပဲဖြစ်တယ်လက်ရှိ position တစ်ခုကတော့ဒါကတော့လက်ရှိ profit ထွက်နေပြီပေါ့နော်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်ဒီကနေ့ကမှ trade chain လေးပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဆိုတော့နောက်နေ့ဒီမှာလည်းကျွန်တော်မှာ trade chain တွေကဘယ်လိုဆက်ပြီးတော့ဖြစ်လာအောင်မလဲအမြတ်ကျန်းနေမလားဆိုတာကိုကျွန်တော်ဒီလိုဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်